ပြန်လေတွေးစုခွင့်ကိုပေးတာကျေးဇူးတင်ပါတယ်ဒီနေ့တော့ကျွန်မကယုံကြည်သူတူရဲ့စိတ်နှလုံးနဲ့တော့မှဖြစ်ပါတယ်မနေ့ဖင်ကတော့ဘုရားသခင်ရဲ့နဲ့မိမိရဲ့နှလုံးသားဆိုတဲ့မနေ့ဖင်ကိုညီကုန်းချုပ်ပါဖြစ်ပါတယ်ဒီနေ့တော့ပိုင်းလေးပေါ့နော်ပိုင်းလေးထဲမှာကျွန်မပြောချင်တာကယုံကြည်သူရဲ့ဝိညာဉ်အစပိုင်းမှာစာတန်ရဲ့အုပ်စိုးမှုထဲမှာရှိပါတယ်။ဘာကြောင့်လဲအပြစ်ရဲ့အခတေချင်းထဲမှာကျွန်တော်တို့ကမွေးဖွားလာဖြစ်ပါတယ်။အာဒမ်သွေးမျိုးဆက်ဖြစ်ပါတယ်။အဲဒီကနေကျွန်တော်တို့ရဲ့ဝိညာဉ်ဒီဖန်ဆင်းခံတည်မြင့်တဲ့ဆက်သွယ်လျက်ရှိတယ်။သူ့ရဲ့အုပ်စိုးမှုသူ့ရဲ့အရှင်ခင်ဖြစ်မှုထဲမှာကျွန်တော်တို့ကရှင်းတတ်နေတာဖြစ်ပါတယ်။အဲဒီကနေအသက်ဒီအသွေးမှာတည်တဲ့အတွက်ယေရှုခရစ်ကလည်းဝါကတ်တိုင်အသွေးသွန်းရှားဖြစ်ကျမတို့ရဲ့အသက်ဝိညာဉ်ကိုကယ်တင်ပြီးယေရှုရဲ့အသွေးတော်အဖြစ်တာကျမတို့ရဲ့ဝိညာဉ်ဒီဖယားသခင်ရဲ့ဝိညာဉ်နဲ့ထပ်တူရှင်တန်ခွင့်ကိုကျမတို့အုပ်စိုးခွင့်ကိုရရှိလာတာဖြစ်ပါတယ်ယုံကြည်သူရဲ့စိတ်နှလုံးထဲမှာအစကစာတန်အုပ်စိုးပြီးတော့ဒုစရိုက်နဲ့ပြီးတော့ကျမတို့ကအင်မတန်ကောက်ချစ်စင်လေးပြီးတော့ကျမတို့စိတ်လုံးဒီလောကအရာအပိနဲ့ကျမတို့ကအသက်ရှင်တာဖြစ်ပါတယ်ဒုစရိုက်အပိရှိသမျှကိုသိစေကြလော့လို့ပြောထားတဲ့အတိုင်းကျမတို့ဒီခရစ်တော်နဲ့တူဂလာတိနှစ်25-24ခရစ်တော်နဲ့တူတည်ခံပြီးတဲ့အခါမှာဒုစရိုက်လုပ်တဲ့စိတ်နှလုံးတွေလဝကတတ်ထားတဲ့အခါမှာခရစ်တော်၌ပြန်ရှင်လာတဲ့အခါဒီစိတ်နှလုံးဟာအတိတ်လဝကတဲ့မှာပြုပြင်ခြင်းပြောင်းလဲခြင်းပေါ့နော်အတိတ်ဖြစ်ခြင်းကိုကျမတို့မထိုက်မတန်ခံစားရတာဖြစ်တယ်ပြီးတော့ကျမတို့ရဲ့စိတ်နှလုံးဒီလေဝိညာဉ်ရှင်ရဲ့နေအိမ်အဖြစ်လဝကတိုင်မှာအသွေးသွန်းအသေးခံအဲ့ဒီယေရှုတော်ကြောင့်ကျမတို့ရဲ့ဝိညာဉ်ရှင်ဖန်ဆင်းရှင်အုပ်စုခြင်းကျမတို့ရဲ့နှလုံးသားစိတ်နှလုံးဖန်ဆင်းရှင်ရဲ့အရှင်သခင်ဖြစ်ခြင်းအုပ်စုခြင်းကိုမထိုက်မတန်ပဲယေရှုတော်ကိုကျမတို့ခံစားရတယ်ဆိုတာကိုကျမပြောပြပြီးဖြစ်ပါတယ်ယုံကြည်သူရဲ့စိတ်နှလုံးဒီဝိညာဉ်ရဲ့နေအိမ်အလုတ်လုတ်တဲ့နေရာကျမပြောပြီးဖြစ်ပါတယ်ယုံကြည်သူရဲ့နှလုံးသားကိုခရစ်တော်ကအတိတ်ဖြစ်လာဖို့ရာအတွက်ပြုပြင်ပေးခြင်းဘယ်လိုပြုပြင်တယ်လဲပြောင်းလဲလာခြင်းအတိတ်ဖြစ်ခြင်းအလုံးဟာခရစ်တော်ရဲ့ကားတိုင်အတွေ့အကြုံအသေးခံခြင်းဟာတော့ချစ်ဖြစ်တယ်အဲ့ဒီအရာ၌ပြုလုပ်ပြီးသားယေရှုတော်ဟာကျမတို့ကအဲ့ဒီထဲမှာရှင်တန်ယေရှုတော်၌ရှင်ကြည်တဲ့တီးပြီးတော့ဖြစ်တည်ခြင်းနဲ့အသက်ရှင်တဲ့အသက်တာကိုယုံကြည်သူရဲ့စိတ်နှလုံးဖြစ်တယ်ဆိုတာကိုနားလည်ရတယ်ဒါပေမဲ့ယုံကြည်သူ၌တုံ့ပြန်မှုအမှုအကျင့်ကအဆင့်ဆင့်ရှိတယ်ဆိုတဲ့အတိုင်းပဲအဲ့ဒီအဆင့်ဆင့်ရှိခြင်းကလည်းဇာတိခရိယာနေနော်ညီကိုဒီဒီနေ့ပဲယုံကြည်သူတမန်အကုတုခရိယန်ဒီနဲ့နေတဲ့သူဒီနဲ့ဝိညာဉ်လိုတန်ရှင်းသူချစ်သူချစ်သားနေနဲ့အစစ်စစ်အသက်ရှင်ပုံကဒီနေ့နှလုံးသား area မှာခရစ်တော်ရဲ့အုပ်စိုးခြင်းအရှင်သခင်ဖြစ်ခြင်းပေါ်မှာမူတည်ပြီးတော့တုံ့ပြန်မှုသူအစစ်စစ်တိုင်းတုံ့ပြန်မှုမတူညီတဲ့အကြောင်းလဲကျွန်မကပြောပြပြီးဖြစ်ပါတယ်တုံ့ပြန်သူအစစ်စစ်ရဲ့တုံ့ပြန်မှုအတိုင်းပဲကျွန်မတို့ဒီကဒီနေ့အကျိုးအပြစ်ဒုက္ခနဲ့ဒုက္ခဆိုတဲ့အရာလဲလောကမှာအသက်ရှင်တဲ့အခါမတူညီကြောင်းကိုလည်းကျမတို့တွေ့ရှိရတာဖြစ်ပါတယ်လို့အဲ့ဒီအရာတွေကိုကျမအစစ်စစ်ပြောပြပြီးဖြစ်ပါတယ်စာတန်ကတော့ယုံကြည်သူရဲ့စိတ်နှလုံးထဲမှာခရစ်ယာန်ဖြစ်ပြီးတော့ခရစ်တော်မအုပ်စိုးတဲ့နှလုံးသားဟာသူ့ရဲ့အကျိတ်ဆုံးသူ့ရဲ့အနစ်သက်ဆုံးပေါ့နော်အဲ့ဒီအရာဖြစ်တဲ့
နော်သူကရှာနှစ်ခွရှိတာကိုကောင်းတယ်မကောင်းဘူးဆိုရရှာနှစ်ခွဒီလိုပဲဒီဝိညာဉ်ထဲမှာလည်းကောင်းဘူးဆိုတဲ့အတင်းကိုစားတဲ့ခါတေမယ်လို့ပြောတဲ့အတိုင်းဒီနေ့တေချင်းတရားလက်အောက်ချင်းရောက်လာဒါကြောင့်အာဒမ်နဲ့အေဝအမိအဖတစ်ခုချင်းကနေဆင်းသက်လာတယ်ကဘာဒီကဘာသားမှာအိမ်ထောင်စုတစ်ခုထဲမှာဆင်းသက်လာတဲ့တာသမီတွေကကောင်းတဲ့အုပ်စုနဲ့မကောင်းတဲ့အုပ်စုဆိုတာနှစ်ပိုင်းရှိလိုက်ရတာဖြစ်ပါလေမွေလက်ကဘာကြီးကိုမွေနောက်တဲ့အခါကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာဒီနှစ်ခုပဲဆိုးတာနဲ့ကောင်းတာဖြောင့်တာနဲ့မဖြောင့်တာဒီနှစ်ခုနဲ့ပဲကဘာကြီးကိုကဘာကြီးကိုမွေနောက်ခြေလေနေတာဖြစ်တယ်စစ်ပင်းနေတာဖြစ်တယ်ဆိုတာသိရှိရပါတယ်မွေကိုဘုရားသခင်ကမြေမုံကိုစားလို့ပြောတဲ့အတိုင်းဒီခန္ဓာကိုယ်ကမြေမုံနဲ့ဖန်ဆင်းထားတယ်ဒီဒီခန္ဓာကိုယ်စိတ်နဲ့ခန္ဓာဒီလေမြေမုံဆိုတဲ့အရာဖြစ်တဲ့အတွက်ဝေစားစရာကောင်းတယ်မကောင်းဘူးဆိုတဲ့အရာနဲ့ကျမတို့ကရှင်းတန်နေရတာဖြစ်တယ်စားချင်းကိုရှင်းတန်နေရဖြစ်တယ်ဒါကြောင့်စိတ်နှလုံးထဲမှာ okay ပြုတ်ပြင်ပြောင်းလဲပြီးခံတဲ့သူကငွေကြိုက်လဲကောင်းတယ်လူလာကြိုက်လဲအစစ်တဲ့တဲ့လို့မကောင်းဘူးလို့လာကြိုက်လဲငွေစစ်ပြေငွေစစ်မတဲ့တော့တိစစ်နားလေဆိုတာကိုရှင်းရှင်းလင်းလင်းဒီနေ့သိချဖို့လို့အတေးလို့ပြောချင်ဒီနေ့ယုံကြည်သူတွေကိုကောင်းတယ်မကောင်းဘူးဆိုတဲ့ရှားနှစ်ခွနဲ့မွေကဒီစိတ်နှလုံးရဲ့ခံစားချက်တွေမကောင်းဘူးပြောရင်ခံစားသွားကောင်းတယ်ပြောရင်မြောက်ကျသွားတက်သွားအဲ့လိုမျိုးနဲ့လေအတိဒီစန္ဒဒီမှာတစင်သူကမွေအကောင်ပလောင်လေးစားတာသိတယ်မလားဘာတမဆိုညူတယ်ပြီးရင်ပတ်ပြီးတော့တစင်ချင်းပတ်တာ我这个记忆啦，每不他啦，我上边是了，女推木到压力的路呗，但么闹到不比比来说，是了，有的解话吧喏，皮呢对吧？苗来的吧喏，皮呢苗来的，我苗到了，用几多的阿得大嘞，记录呗喏，看啥去嘛，阿弟嘛，三大半三样嘛，当天么讲不出的，每日生日，老家也生日阿片的呢。ကျမတို့နှလုံးသားမှာခရစ်တော်အရှင်သခင်မဟုတ်ဘူးခရစ်တော်ရဲ့နိုင်ငံမှာ okay သေးဘူးဆိုတော့ဒီလူမွေကစင်နဲ့ကျမတို့ကိုဝါမြူသွားနိုင်တာဖြစ်တယ်ဆိုတော့ကျမပြောပြချင်တာဖြစ်တယ်နော်ဝါမြူသွားနိုင်တာဖြစ်တယ်လို့ပြောချင်အဲ့ဒီခါမှာယုံကြည်သူကအဲ့လိုဝါမြူချင်းခံရတဲ့ခါယုံကြည်သူဖြစ်ပြီးမှဖယားသခင်ကိုစန့်ကျင်သူဖြစ်လာလောကရဲ့အတိပညာကျွယ်ဝတွေးခေါ်လာကဖယားကိုချီးမွမ်းတဲ့နေရာမှာခန္စင်ခန္ဒီကိုချီးမွမ်းတတ်လာခန္စင်ခန္ကိုနေရာစားထူလာတယ်အဲ့ဒီအကြောင်းကိုကျမ်းပိုက်လေးတော့ပေးလိုက်မယ်ပေါ့နော်ရောမဩဝါဒစာအခန်းကြီး1အငယ်20ကနေ30အထိဖတ်ပါအစင်ဖယားသခင်ကိုချီးမွမ်းတဲ့အတိုင်းမချီးမွမ်းတဲ့အခါလူကအစင်ကြသွားရင်နောက်ဆုံးတည်ချင်းလေးပါဒါကတစ်ချက်ကလေးပဲလေနော်ယုံကြည်သူကလည်းအဲ့လိုခံစားချက်အတိစန္ဒထဲမှာစာတန်ရဲ့ဝါမျိုးချင်းမိုင်းတိုက်ချင်းနဲ့ခံစားလာတဲ့အခါမှာယုံကြည်သူရဲ့အဓိကလှုပ်ဆောင်လာတာကဘာလဲဖယားကိုဆန့်ကျင်လာတဲ့အခါဖယားသခင်ကိုမချီးမွမ်းတော့ဘူးဘုရားသခင်ကိုချီးမွမ်းမဲ့စာဖန်ဆင်းခံကိုအစားထိုးမျက်နှာตาပေးလာတဲ့အခါမှာရောမ1:20-30နဲ့အကြည့်ရင်ကြဆင်းခြင်းအစင်ကိုကျမတို့မြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ဘုရားရှိမှကြဆုံးမှမသိကျမတို့ဟာကြဆုံးတယ်ပျောက်ဆုံးနေမှမသိပျောက်နေတယ်နော်ပျောက်နေတယ်ပြီးတော့ဘုရားရဲ့အမျက်တော်ရှတော်သူဖြစ်လာတယ်ပြီးတော့လေဖယားသခင်နဲ့မတီးနိုင်တော့သူဝိညာဉ်အတိမတီးနိုင်တော့သူနော်ကေတင်ရှင်နဲ့ရှင်တဲ့ဝမ်းမြောက်ခြင်းတို့လွတ်မြောက်ခြင်းတို့ဘာမှကြွယ်ဝခြင်းတွေမခံစားရတော့ဘူးကိုယ့်ရဲ့အတ္တမှာလေယုံကြည်သူဖြစ်တော်ညာလဲစာအတိလူနဲ့မထူးမခြားလားကျမတို့ကအသက်ရှင်လာတာဖြစ်တယ်တနည်းနည်းတော့ဘုရားကျောင်းသွားမှာပေါ့နော်ဒါပေမဲ့ပြာလဲတောက်တယ်အရက်လဲတောက်တယ်အကုန်လုပ်တယ်ကွာအစုံတုတ်ကွာ
ဖယားဘုံယုံကြည်သူဖြစ်ပြီးမှဖယားဘုံရှုံချတော်သူနော်အလိုလိုနဲ့စာတန်မြူပြီးတော့ပတ်ရစ်တယ်လို့ပတ်ရစ်မှမတိမြူမှန်စာတန်မြူမှန်မတိယုံကြည်သူရဲ့အသက်တာခံစားလာရတဲ့ခရိယာဒီအရင်နေ့အတင်းတော်ထဲမှာတော့ငကောင်းအခရိယာအတိုင်းဝိုင်းထဲမှာတော့ငကောင်းဒုနဲ့တေးရှိနေတာကိုမြင်တွေ့ရတဲ့အခါမှာဝမ်းနည်းစရာကောင်းတယ်ဆိုတာကိုဒီနေ့မြင်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူရဲ့နှလုံးသားက okay တယ်ဆိုရင်တုံ့ပြန်မှုအမှုအကျင့်တွေအလုံးကလည်းဘလို့ကောင်းရှင်းလာလားဆိုးချင်းလာလားနော်တုံ့ပြန်မှုဟာအမှုအကျင့်တွေ okay မှာဖြစ်တယ်။ယုံကြည်သူရဲ့နှလုံးသားမှာနေရာအကြီးကြီးမှာမ okay သေးဘူးဆိုရင်တော့တုံ့ပြန်မှုလည်း okay မှာမဟုတ်ပါဘူးလို့ပြောချင်တယ်။ဖယားနဲ့ဆန့်ကျင်တဲ့ယုံကြည်သူတယောက်ဖယားလူတော်ကိုနားမလည်တဲ့ယုံကြည်သူတယောက်အနေနဲ့ကျမတို့ကရှင်တန်နေစေပဲဖြစ်မှာဖြစ်ပါတယ်။ဘလောက်နေ့ဒီပဲများပေါ့နော်။ဇာတိခရိယန်ခရစ်စမတ်ခရိယန်နိတိကိုခရိယန်ဝိဒေါဇာခရိယန်နဲ့ပဲကျမတို့နေချင်းတလူနေတဲ့အတ္တတာနေပဲကျမတို့ကရှင်ဖြစ်တယ်ဆိုတာကိုဝမ်းနည်းစာမြင်တွေ့ရတာဖြစ်ပါတယ်။ယုံကြည်လုံးသားဟာဖယားသခင်ရဲ့နိုင်ငံဖြစ်ပြီဆိုဖယားသခင်ရဲ့နိုင်ငံကစာရွက်နဲ့ချပြရေးပြမရှိဘူးညွှန်ပြမရှိဘူးဒီနေ့ရဲ့စိတ်နှလုံး၌ပြင်ကျမတို့ရဲ့စိတ်နှလုံးကခရစ်တော်ရဲ့နိုင်ငံဖြစ်လာပြီဆိုရင်ဖြူစင်လာတယ်နော်ကောင်းကင်နိုင်ငံဟာဘုရားသခင်ကိုဖြူစင်တဲ့သူရဲ့နိုင်ငံဖြစ်တယ်စိတ်နှလုံးဖြူစင်တော့သူရဲ့နိုင်ငံဖြစ်တယ်အဲ့တော့စိတ်နှလုံးဖြူစင်ဘယ်လိုမြင်ရမလဲဖလားကိုမြင်ရတယ်ဟုတ်လားဘုရားကိုမြင်တွေ့ရတယ်ဖျားကိုမြင်တွေ့ရတဲ့အရာတွေကကျမတို့ရဲ့နှလုံးသားအတွင်းထဲမှာပိုကိလာတာဖြစ်တယ်။အဲ့တော့စီကံတွေလည်းရှိတာ။သူ့ရဲ့စီကံတွေလည်းကျမတို့ကသူ့ရဲ့နိုင်ငံဆိုသူ့အုပ်စုမှုခံရမလို့သူ့ရဲ့အုပ်စုမှုခံရတယ်ဆိုရင်သူ့ရဲ့အုပ်စုမှုခံရတယ်ဆိုရင်ကျမတို့ရဲ့အသက်တာကတူတာလင်းကျမတို့ရဲ့အရှင်သခင်ဖြစ်လာတယ်။အုပ်စုပိုင်တာတော်သူအရှင်အုပ်စုတဲ့သခင်ပိုင်တာတော်သူအရှင်သခင်အုပ်စုပိုင်တာတော်သူလို့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျမတို့ရဲ့နှလုံးသားမှာခရစ်တော်ရဲ့နိုင်ငံတည်တဲ့အခါမှာခရစ်တော်ရဲ့အုပ်စုပိုင်တာခြင်းကိုခံစားပြီးတော့ဘုရားသခင်ရဲ့နိုင်ငံဟာမိမိရဲ့နှလုံးသားမှာဖြစ်တည်နေတာဖြစ်တယ်စာတန်ကလည်းဒီနေ့ယုံကြည်သူကနှလုံးသားမှာမအိုကေဘူးဆိုရင်စာတန်ရဲ့နိုင်ငံတည်တယ်စာတန်ကအုပ်စုလာရင်လောကအရာနဲ့ပဲတွေးခေါ်တယ်လောကအချင်းကုန်တယ်လောကအရာနဲ့ပဲဆော်လို့သွားတယ်တခြားစီပဲနော်ယင်ခရစ်တော်၌ပပပြုတ်ခြင်းကိုမဆာငတ်ပေးနဲ့ခရစ်တော်နဲ့ဆန့်ကျင်ပြီးလောကအရာကိုပပပြုတ်ခြင်းနဲ့အသက်ရှင်ဖြစ်တဲ့ကြွားချစစ်တယ်နော်ဒါကြောင့်မို့ယုံကြည်သူရဲ့နှလုံးသားကโอเคတယ်ဆိုဘုရားနိုင်ငံဖြစ်တယ်ဘုရားနိုင်ငံဖြစ်ပြီဆိုသူရဲ့အရှင်သခင်အုပ်စုမှုအောက်မှာကျမတို့ကစီကံရှိဖယားမှာလည်းစီကံရှိတယ်လို့စာတန်လည်းသူစီကံနဲ့သူပဲဖြစ်တယ်နော်နတ်မှာလည်းစီကံရှိတယ်ဥမာကူကြီးကျော်ရီဆိုဒီလိုချက်ကင်တောင်ဘလူချက်ကျော်တော့ဘလူပူဇော်ရမလဲဆိုတာရှိတယ်လေနော်ဥပ္ပငါပြောပွဲတင်တော့မှဘလူတင်ရမလဲဆိုတာကူကြီးကျော်နတ်တော့မှသူဟာသူစီကံဆိုရှိကျမတို့ဖယားမှာလည်းစီကံရှိကဘာပေါ်မှာရှိတဲ့ဝိညာဉ်ကဘာလောကကြီးကလည်းအကုန်သူစီကံနဲ့သူရှိတယ်ဆိုတာနားလေရတာဖြစ်ပါလေဒါကြောင့်မို့ကျမတို့ရဲ့နှလုံးသားဟာโอเคနေပြီဖယားသခင်ရဲ့နိုင်ငံโอเคပြီဆိုရင်ကျမတို့ကခရစ်တော်ရဲ့အရှင်သခင်ပိုင်တာအုပ်စုချင်းဖြစ်တဲ့ကိုမပိုင်တော့ဘူးစီကံရှိရအဲ့ဒီစီကံကအများကြီးပဲနောက်ကောင်းစဉ်တစ်ခုနဲ့ကျမတို့ပြန်သွားမယ်လေနော်ပြီးတော့အားရှိရရှင်တန်ဖို့ဆိုတာအားလို့လေနော်အဲ့ဒီခွန်အားကဘာလဲဆိုရင်ခရစ်တော်ရဲ့တွေးခွန်အားပဲဖြစ်ပါတယ်လို့ပြောချင်ခရစ်တော်ရဲ့အတွေးခွန်အားပဲဖြစ်ပါတယ်ယုံကြည်သူရဲ့နှလုံးသားကမโอเคနေဘူးဆိုလို့ရှိရင်စာတန်နိုင်ငံပဲဖြစ်တယ်နော်ယုံကြည်သူလို့တော့ပြောတယ်ခရိယာလို့တော့ပြောတယ်နော်ကျမဒီမော်ထဲမှာအကမှနေတဲ့အခါမှာကျမကပြောင်းလေးစားပေါ့နော်ခရစ်စမတ်ဒီမှာဆိုကျမတို့
ဒီချင်းဒီလိုက်ဆိုဟိုမှာတရားဟောဒီမှာတရားဟောပေါ့ပြပြဆိုလူတယောက်ကတည်သွားတာဟဲ့သူရဲ့လဝကတဲ့မှာဘလို့ရေးရပါလေသူခရိယန်လို့ပြောတာပဲဒါဆိုခရစ်တော်နိုင်အိပ်ပျော်ခြင်းလို့ရေးမယ်နော်ဆိုအေးဆိုတော့ကျမပြောင်းလေးစားပါလေခရစ်တော်နိုင်အိပ်ပျော်လဝကတဲ့မှာဘုဒ္ဓမာတွေတည်တော့လေမိသွေးကင်းနဲ့ကျမရေးပြီးဖြာလေးနဲ့ကျမပုခေမြုပ်ခေပူပါတယ်သူရထမှာမဟုတ်ပါဘူးတော့ဒါပေမဲ့ခရိယန်ဆိုတော့လေဒီလိုပေါ့ပြောချင်တာကကျမတို့ကတရားနဲ့မဟုတ်ကိနေဘူးဆိုရင်စာတန်နေရစာတန်ရဲ့စီကံမတောက်ရရင်မနေနိုင်မစားရမနေနိုင်မဆဲရရင်မနေနိုင်မဆူရရင်မနေနိုင်မပြောရရင်မနေနိုင်မအော်ရရင်မနေနိုင်လေနော်လောကရံပြောရရင်မနေနိုင်အားကြောင့်လေအာကြံတွေးရှိသေးတာကိုတေမမတေသေးတာခရစ်တော်တွေးကခဏကိုခြင်းမှာမရှင်းတတ်နိုင်သေးဘူးလေဒါကြောင့်မို့ဒုစရိုက်ခြင်းမှာရှင်းတတ်နေသေးတယ်ဒါကြောင့်မို့ဆက်စားတဲ့မှာဒုစရိုက်အပြစ်လိုက်တေစေကြလော့တေမဒုစရိုက်အပြစ်ကဒီနေ့ကိနိုင်တာငွေစိတ်မတက်တော့တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကတေချာစဉ်းစားမြင်ရတဲ့ကမ္ဘာလောကကြီးထဲမှာမြင်ရတဲ့ကမ္ဘာလောကကြီးထဲမှာနေထိုင်ပေမဲ့လည်းခရစ်တော်တွေးနဲ့ရှင်သန်သူဖြစ်တယ်အရင်ကြီးကြီးတယ်နော်တေချာနားထောင်မယ်နော်ကဲအမြင်ရတဲ့နိုင်ငံကြီးအာဒမ်တရားဖြင့်ကျမတို့လူရှင်သန်တာဖြစ်တယ်မမြင်ရတဲ့နိုင်ငံကြီးခရစ်တော်တွေးဖြင့်ကျမတို့ရှင်သန်နေတာဖြစ်တယ်ကျမတို့ယုံကြည်သူဒီမြင်ရနိုင်ငံမှာအသွေးသားနဲ့ရှင်သန်နေတော့လေခရစ်တော်ရဲ့အသွေးနဲ့ကျမတို့ကမြင်ရတဲ့နိုင်ငံမှာရှိပြီးခရစ်တော်အသွေးထဲမှာရှင်သန်တော်သူဖြစ်တယ်ဆိုတာကိုလုံးဝမမေ့သင့်ပါဘူးလို့ကျွန်တော်ပြောချင်ခရစ်တော်ရဲ့အသွေးကဒုစရိုက်အပြစ်ကင်းတယ်လေခရစ်တော်ကပြီးစားပြီမလားနော်မတရားတော့မေထုံဗလဲမေထုံတဝဒနဲ့မွေးဖွားတဲ့သားမို့အပြူစင်တဲ့မှာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ပဏိတ္တိတည်ပြီးမွေးလာတယ်ဒါကြောင့်ခရစ်တော်အသွေးဒီဒုစရိုက်အပြစ်နဲ့အတေဖြစ်တဲ့နော်တန်ရှင်ရှင်နဲ့ကျင်လေနိုင်တယ်တန်ရှင်ရှင်နဲ့ရှင်တန်နိုင်တယ်ရှင်တန်နိုင်တော့သူဖြစ်တယ်ဒါကြောင့်ယုံကြည်သူဟာစိတ်နဲ့အရင်ကြီးတဲ့အတွက်ကြောင့်ဒီနေ့ဖျားခင်ကလည်းတင်းစီအစိတ်လုံးကိုပဲပေါင်းနေတာဖြစ်ပါတယ်စိတ်နှလုံးမဟောင်းမှာပြုတ်ပြင်ပါပြောင်းလဲပါအတိဖြစ်ပါဓမ္မတိမှာပြုတ်ပြင်ပေးပြီးပြောင်းလဲပေးပြီးအတိဖြစ်ခြင်းကိုလုပ်ပေးပြီးဓမ္မဟောင်းဓမ္မတိမှာခရစ်တော်ကိုယ်တိုင်စိတ်နှလုံးထဲမှာနေရာယူရှိခင်ဖြစ်ရှင်တန်ဖို့ဒါဆိုရင်ကျမတို့ကလောကကိုအောင်တော့နှလုံးသားပိုင်ရှင်များဖြစ်တယ်အာမင်ခရစ်တော်ကအတိတ်နှလုံးသားကိုပေးပြီးသားဖြစ်တယ်ဒါဒီမကကျမတို့ရဲ့နှလုံးသားမှာခရစ်တော်နိုင်ငံဖြစ်လာပြီဆိုဘယ်သူအုပ်စုလဲခရစ်တော်ကိုယ်တိုင်အုပ်စုလာခရစ်တော်ကိုယ်တိုင်အုပ်စုလာတဲ့အခါမှာကျမတို့ရဲ့ဝိညာဉ်ဒီရှင်ချင်းအတိတ်ချင်းနဲ့ဆိုင်တော့စိတ်ပိုင်းဆိုင်ရာကြီးခရစ်တော်အုပ်စုလာတဲ့အခါမှာအရှင်သခင်ဖြစ်လာတဲ့အခါခရစ်တော်ရဲ့စိတ်နေသဘောထားကျမတို့ဒီမှာရှင်သန်လာတယ်ပေါ်ပေါက်လာတာဖြစ်တယ်ဒါကြောင့်မို့ဖိလိပ္ပိ2:5ထဲမှာခရစ်တော်၌ရှိတဲ့စိတ်နေသဘောထားတင်တူ၌လည်းရှိစေကြလော့ဆိုတာအမိန့်ဖြစ်တဲ့ခရစ်တော်ရဲ့စိတ်ကိုရတော့သူဖြစ်ရမှာဖြစ်တယ်ဒါကြောင့်မို့ဘုရားသခင်ကတင်လွတ်ဆောင်နေတဲ့အရာစိတ်ဝင်စားဖို့တော့လွတ်ဆောင်နေတဲ့အမှုအချင်းချက်ကိုတင်နှလုံးသားကိုကြည့်တယ်မမေ့တဲ့ကိုလို့ပြောချင်တယ်ဝိညာဉ်လောကကိုတက်လန်းချင်တဲ့ဆိုဒီနှလုံးသားကတာမန်ယုံကြည်သူဖြစ်ပြီးမှနှလုံးသားကမအိုကေနေဘူးဆိုဝိညာဉ်ရေးရာကဘလောက်တောင်းတမလားဘူးเนาะအေကူတုကနဲ့ခန္ဓာပြီးကိုလွတ်နေတာနဲ့တူတယ်ဟုတ်လားအဲ့ဒါပဲတူတယ်လို့ပြောချင်ပါတယ်ဒါကြောင့်မို့ဝိညာဉ်လောကကိုတင်တကယ်ပဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တစ်နှလုံးသားကနံပါတ်1ပြုပြင်ပါပြောင်းလဲပါအတိဖြစ်ခြင်းဆိုတဲ့ကားတန်ရဲ့ကျေးဇူးတရားမှာရှင်တန်ကိုရကကနနအဓိကစင်ရှင်လုံးတွင်ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်လို့ကျွန်မပြောချင်ပါတယ်ကျွန်မတို့ရဲ့ Onision Ministry ကဘာတွေလုပ်တယ်လဲဆရာမလူတင်ဘာတွေလုပ်ဒီ Onision Ministry ကိုကျွန်မက2008မှာစခဲ့တာဖြစ်ပါတယ်2008မှာကျွန်မအတင်းတော်ကထွက်ပြီးတော့ကြီးအောင်ကုထုကုထနဲ့လှုပ်ဆောင်နေတာ
ဒီနေ့တိုင်အောင်ပဲ sponsor ကယေရှုပဲเนาะကျမကဥက္ကဋ္ဌအတွင်းကြီးမှုကခမဲတော်သားတော်တန်ရှင်တို့ဝိညာဉ်တော်ပဲเนาะအဲ့ဒီလိုနဲ့ကျမကကုထုကုထနဲ့ဘုရားကိုချစ်တယ်လို့ပထမအစလုပ်တုန်းကဆိုအရာဘာမှနားမလဲဘူးเนาะဘင်းစားဒီကိုဘင်းဖြတ်ပေးမယ်ပေါ့ဘုရားသခင်ကအံ့ဩဖို့ကျမနှလုံးဒါဘင်းဖြတ်ခြင်းကိုစားဘင်းစားဒီကိုတညလုံးရှစ်တောင်းနေပေးတယ်အန်ဖတ်တိကျုံတယ်ဆိုပါသူတို့ကိုပြုစုတယ်ဘင်းစားတင်တန်းကိုဝတ်မွေးပြီးဝတ်တက်ပြီးတော့ကျူဆူတယ်တကယ်တင်ဆိုင်ပုံထဲမှာလေလွင့်တော့ဘင်းစားချင်းချင်းပေါ်လာတယ်ကျမကြောင်းကပြီးသွားတယ်ဟုတ်လားဘင်းစားဒီနဲ့ဘင်းစားကြီးရဲ့ချစ်သူဖြစ်လာတယ်ကျမကချစ်မေမေကြီးပေါ့နော်ဘင်းစားဒီကမိဘတွေပြောမိရအောင်ကျမပြောရင်ကြဘာကြောင့်လဲကျမတို့အဝတ်တည်လဲလျှော်ပေးတယ်သူတို့ကိုပြုစုပေးတယ်သူတို့အန်ဖတ်တီကျုံပေးတယ်သူတို့မနိုင်မနှင်းဖြစ်ကြိုက်ခဲကျမတင်ဟာလုံးမေတ္တာနဲ့ဘုရားရှင်အချစ်နဲ့ကျမကပြုစုပြုထောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအခါမှာအဲ့ဒီ ownership ကဒီနေ့အငယ်ဆုံးတော့သူပေါ့နော်သူတို့ဒီဟာတချို့အိမ်ပြန်လာမရှိဘူးအိမ်ပြန်လာမရှိတဲ့အခါမှာဘေးကိုသွားရမှမသိဘူးကျောင်းကဆင်းပြီးအိမ်ကမပြန်ဘူးဒီတိုင်းပဲနေကျမတောင်းဆိုတယ်အမေသူများကိုနင်းတဲ့အလုပ်ကိုတားလို့လုပ်မယ်အမေချင်းချင်းချက်တဲ့အလုပ်ကိုတားလို့လုပ်မယ်အင်္ဂါဆေးတဲ့အလုပ်ကိုတားလို့လုပ်မယ်အဲ့ဒီလူနဲ့ပဲကျမကဒီ ownership ကိုစတင်အငယ်ဆုံးတော့တူတည်တယ်ပထမတော့အပိုးခပေးရတာပေါ့နော်အဲ့ဒီလူနဲ့ကျမကဒီထောင်လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ကျမရဲ့ministry ကနံပါတ်1ဖြစ်တော့အကြောင်းကိုမသိသေးတော့သူမချဘူးတဲ့သူကတော့ဒီဘင်းစားတွေကပြပြပြောင်းလဲလာတဲ့အခါမှာတေးရှင်းရှင်းကွာသူတို့ကမကြောက်တော့တွားတာကောင်းလေးတယောက်ဆိုဘီယာတောက်ရင်းနဲ့ယေရှုအကြောင်းကိုပြောတာသူတငယ်ချင်းကောင်းမှရိုက်ခွဲတာဟိုချုပ်ရတာ98ချက်တောင်ရှိတယ်ဒါမဲ့သူကဖြော့တယ်တဲ့သူတို့ကဘီယာတောက်နေတဲ့အထဲမှာယေရှုအကြောင်းတော့ပြောတော့မမှုတော့တင်းရှင်းသူတို့ကဒါခရစ်တော်အတွေ့ဆိုတဲ့မတူရများစွာကိုလည်းကျွန်မဝေထုတ်နိုင်ခဲ့တာဖြစ်ပါတယ်အခုကျွန်မကျောင်းကနေထွက်သွားတဲ့သူတွေများစွာတင်တန်းလုပ်နေကြတယ်ဘင်းဖြတ်လုပ်ငန်းတွေများစွာလုပ်နေတယ်ကျွန်မကဘင်းဖြတ်ကိုအခုမလုပ်တော့ဘူးဒီတသနာပြုမဲ့သူကိုမွေးထုတ်ပေးတဲ့တကယ်တပြည့်တော်စုဒီကိုမွေးထုတ်ပေးတဲ့လုပ်ငန်းကိုကျွန်မပြန်လုပ်တယ်လို့ပြောချင်အဲ့တော့နံပါတ်1အနေနဲ့ခရစ်တော်အကြောင်းကိုမကြားဘူးတဲ့သူမသိဘူးတဲ့သူတွေကျမတို့ကတော့နံပါတ်2ကယုံကြည်တယ်ဒါပေမဲ့ဇာတိလိုအသက်ရှင်နော်ဇာတိညီကိုယုံကြည်သူဇာတိခရိယာအကုတုခရိယာတော့ရဖြစ်တယ်အဲ့ဒီထဲမှာတော့ရင်ကဲရဲ့ပြတင်တဲ့ဝေဖန်တဲ့ဆိုတော့ကျမတို့ခံစားရတာဖြစ်တယ်အဲ့ဒီနေရာကိုကျမတို့တော့နံပါတ်3အနေနဲ့တော့ဝိညာဉ်ကိုတည်စီကျမတို့သွားတယ်အဲ့ဒါဒီကအလုတ်လုတ်နိုင်ဖို့ဒုတိယကျတော့ကျမတို့ကားတိုင်ကိုသွားနိုင်ဖို့ပေါ့နော်စတိအရာတွေပြုတ်ပြင်ပြောင်းလဲနိုင်ဖို့ပေါ့နော်အဲ့ဒါကိုကျမတို့ကအဓိကသွားတယ်သင်္ခါစာတစ်ခုနဲ့တစ်ခုကမတူပါဘူးလို့ပြောချင်အမှတ်3အနေနဲ့တော့ကျမတို့ကဝိညာဉ်လူဒီတန်ရှင်းသူတွေစမှသွားတယ်သူတို့ဒီကအလုတ်လုတ်နိုင်ဖို့လုတ်နည်းဒီဝိညာဉ်သဘောတဘာဝဖျားရဲ့အလဲ့အလားနော်တကယ်ဖျားနဲ့ကျွမ်းဝင်ပြီးတော့တကယ်သူတို့ဒီမိပြတိုက်လို့ဘလို့ပဲကြုံရလုတ်ဆောင်လာနိုင်ကျမကဒီမရှင်ကိုကျမတို့က3ပေါ့နော်3မယုံကြည်သူယုံကြည်သူဝိညာဉ်လိုအဲ့ဒီ step 3ခုနဲ့ကျမတို့ကဒီနေ့လုတ်ဆောင်နေတာဖြစ်ပါတယ်လို့ပြောချင်ခရစ်တော်ကအရှင်သခင်မရှိသေးတဲ့နှလုံးသားတိုင်းကခရိယန်လောကမှာလေကျမတို့ရဲ့တာသနာပြုခွင့်ဖြစ်တယ်အများကြီးဒီမှာခရိယန်ဒီပဲဆိုခရိယန်တဲမှာဒီလိုခရစ်တော်အရှင်သခင်ရှိသေးတဲ့ဝိညာဉ်ရတက်ဖို့ဝေးတဲ့ကားတိုင်ထဲမှာပြုတ်ပြင်ပြောင်းလဲခြင်းအတိဖြစ်ခြင်းမခံတဲ့ခရိယန်တွေတပုံကြီးပဲဒီတော့ပဲကြည်အများဆုံးအဲ့ဒီဖြစ်တယ်ဒါကြောင့်မို့ဒီနေ့အဲ့ဒီနေရာဒီကကျမတို့သာသနာပြုခွင့်ဖြစ်ပါတယ်လို့ပြောချင်တယ်ကျမ်းစာထဲမှာအတွင်းလူကိုပြုတ်ပြင်ပါတွင်တင်ပါအတွင်းလူကိုခုနအားနဲ့
ပြီပါတဲ့အတွေ့လူကိုတိဆောက်ပါတယ်အတွေ့လူကိုမြင်းညံပါခိုင်ခန့်ပါဘာကြောင့်မို့ပြောနေရလဲဩဝါဒစာမှာအများကြီးပဲဘာကြောင့်အတွေ့လူကိုခိုင်ခန့်ရတယ်ပြုပြင်ရတယ်လဲခွန်အားနဲ့ပြည့်စုံတဲ့တည်ကြည်ခိုင်းတာလဲမြင်းမြန်ခိုင်းတာလဲဆိုရင်ကျမတို့နှလုံးသား okay မှာဖျားတခင်တဲ့နိုင်ငံကိုတည်နိုင်တဲ့ဝိညာဉ်သဘောနဲ့ပြည့်ဝတဲ့အလုပ်ကိုလုပ်ဆောင်နေမှာဖြစ်တဲ့အတွက်ဒါကြောင့်မို့ဒီ Zoom မှာပါဝင်ကြတဲ့တာသမီတွေတယောက်ချင်းစီရဲ့အသက်တာနှလုံးသားကအရာအရေးကြီးနှလုံးသားကိုပထမအဆုံးပြင်ဆင်ပါခေါင်းနဲ့တွားကျွန်တော်တို့ကတွားဖို့ရလိုအပ်ပါတယ်ဒီနှလုံးသား okay မှကိုယ်နဲ့ဆက်ဆိုင်တော့သူကိုယ်နဲ့အမြတ်ချစ်လို့ဆိုတာချစ်တယ်တဝါကတိုင်မှာခရစ်တော်အသေးခံတဲ့ခါမှာသူ့ကိုရိုက်တတ်နေတဲ့သူတွေကိုတော့သူကခွင့်လွှတ်တယ်မလားသူတို့အတွက်ချင်းခွင်ထဲမှာရှင်ကြည့်ရင်ခရစ်တော်ရဲ့စိတ်နေသဘောထားကဟိုသူ့ကိုရိုက်တတ်တယ်လို့နည်းနည်းညော့သွားတာမရှိပါဘူးတော့သူထမြတ်သူ့အသက်နဲ့သူထမြတ်နဲ့စွန့်တည်တာချစ်တယ်ဟိုစာတိခရိယန်ကနည်းနည်းပြောတာနဲ့ Facebook မှာရဖြစ်ကြပြီဟုတ်လားဟိုပဲဖြောက်မှတ်တယ်လို့ကျမကအကျင့်ရှိတယ်ကျမရဲ့အကျင့်ကမမလူကိုအတင်းပြောရလေပြုံးနေတယ်ချီးမြောက်လည်းပြုံးနေတယ်ကဲ့ရဲ့လည်းပြုံးနေတယ်အကြောင်းလေကျမကကျမကိုကျမတော်မှမပိုင်တာလေနော်ပန်ရှင်လို့ဝိညာဉ်တော်ပိုင်တာလေကောင်းတယ်လို့ကျမကောင်းတယ်လို့ပြောရင်ကိုကဖြောက်မှတ်တယ်ကိုကအားကောင်းမှုသူများမကောင်းရကြတယ်ဒါကြောင့်မို့သူတို့ပြောနေတာချီးမြောက်ခြင်းနဲ့ဆေးဆူနေတဲ့အရာကဲ့ရဲ့ပြစ်တင်နေတဲ့အရာကြီးခံစားဖို့ရကျွန်မအချိန်မပေးနိုင်ဘူးအဲ့ဒါကိုခံစားပြီးတော့တုံ့ပြန်တတ်တဲ့လူလူတီကိုလဝါကတဲ့မှာချစ်ဆွဲသားပြီးဖြစ်တယ်အခုမြေကြီးပေါ်မှာလူလူတီအသက်ရှင်နေတာကအချစ်ကြောင့်ပြောဖို့တော့မှခရစ်တော်ရဲ့အချစ်ကြောင့်ပြောဖို့တော့မှအချိန်ရှိတော့ဘူးခရစ်တော်ရဲ့အချစ်ထဲမှာရှင်တန်ပြီးတော့ညီကိုယ်ပြုစုပြုထောင်ဖို့တော့ကျမတို့ရဲ့အချိန်ကလူနေရတာဖြစ်တယ်။အကြောင်းလေ90နာမိနစ်ပြီအတက်ကကြီးနေပြီလေအချိန်ကျမတို့မရှိတော့ဘူး။ဒါကြောင့်မို့ကျမရဲ့နှလုံးသားထဲမှာပေါ့နော်ဘာတွေခံစားရတယ်လဲဆိုရင်ဒီနှလုံးသားကပြုတ်ပြီးပြောင်းနေတဲ့ခါကိုပေးညီရေးရရဲ့ဒီကြည်ရှင်းခိုင်ခန့်ခြင်းမြင့်မြတ်ခြင်းကြီးရတယ်ခွန်အားနဲ့ပြီးတော့ဖျားသခင်နိုင်ငံဘုရားသခင်ရဲ့စီကံဘုရားသခင်၌မွေ့လျော်ပြီးတော့ဒီအရာကိုကျမတို့ကသူတပါကိုတပါတဝလုံးညင်တဲ့ချင်းကိုရှာနေတဲ့နေရာညင်တဲ့ချင်းရဲ့အရှင်ကကိုယ့်ရဲ့နှလုံးသားကနဲ့ပို့ပြုပြီးတော့ဒီမြင်ရတဲ့ကပါကြီးကိုကျမတို့နှလုံးသားကနဲ့သာသနာကိုအစပြုနိုင်တယ်။ဟိုသာသနာကွင်းတွားပြီးပြောတာတဲ့ဒီနှလုံးသားဘာကြောင့်ပြောတယ်လေစိတ်ဝင်စားတယ်ဒါကြောင့်ဒီနှလုံးသားကခရစ်တော်ရဲ့ပြုပြင်ခြင်းပြောင်းလဲခြင်းပေါ့နော်ခရစ်တော်ရဲ့အတိတ်ဖြစ်ခြင်းကိုကျမတို့ယေရှုတရားထဲမှာခန့်ခန့်ရပ်တည်ပြီးတော့ခံစားမိဆိုလို့ရှိရင်ဒီထဲမှာပြုပြင်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်အဲ့ဒီယေရှုတရားကိုရှင်းရှင်းလင်းလင်းသဘောပေါက်ပြီးတော့ခန့်တည်ပြီးနိုင်မယ်ဆိုလို့ရှိရင်ကျမတို့ဒီဟာကိုယ့်ရဲ့နှလုံးသားကနေမစ်ရှင်ကိုအစပြုနိုင်မှာဖြစ်ပါတယ်ဘလောက်ပဲခက်ဘလောက်ပဲမုန်တိုင်းနေလာမုန်တိုင်းအထက်မှာကျမတို့ရှိတယ်မုန်တိုင်းဖန်ဆင်းတဲ့တခင်ထဲမှာကျမတို့ရှိတာဖြစ်တယ်ဒါကြောင့်မကြောက်မရွံ့လေးနဲ့မတူရများလို့လှုပ်ဆောင်နိုင်ဘူးကနှလုံးသားကအရန်ကြီးကြီးတယ်ဖျားသခင်လေးဒီနှလုံးသားပြုတ်ပြင်ပြီးတော့သူ့ရဲ့ဘာကိုစေလို့တဲ့နည်းတားတော့ကလည်းကျမတို့ယုံကြည်တယ်နှလုံးသားထဲမှာနေရာဝင်ယူပြီးကျမတို့ကိုစေလွတ်ချင်တာကဒီနေ့ဘုရားသခင်ကကျမတို့စောင့်နေတာဖြစ်ပါတယ်ဆိုပြီးတော့နှိပ်ပုံးချုပ်ပါတယ်ဒီနေ့ဖန်ကတော့ဘုရားသခင်ရဲ့အချစ်နဲ့မိမိရဲ့စိတ်နှလုံးရှိတဲ့ကောင်းစဉ်လေးနဲ့ကျမထပ်ပြီးဝင်တော့မှာဖြစ်ပါတယ် Thank you ပြပါစေအာမင်